အများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရွှေတို့ရဲ့ဇိုးတစ်ထောင်ရှင်စကားကြီးကိုဖေဖော်ဝါရီလ29ရက်နေ့မှာရုံတင်ပါပြီရှင်ဆိုတော့ဒီနေ့ပွဲလေးကိုလည်းအချိန်ပေးပြီးတယောက်ပေးကြသူတယောက်ချင်းစီတိုင်းကိုဇိုးတစ်ထောင်ရှင်စကားမှာပါဝင်တဲ့သူတွေအကုန်လုံးကိုစားအောင်ရွှေကျေးဇူးအများကြီးတင်ပါတယ်ပြောချင်ပါတယ်ရှင်အားလုံးမင်္ဂလာပါဒီပွဲကိုလာအားပေးကြတဲ့ပြည်သူအားလုံးကိုအရှင်ဆုံးပထမဆုံးကျေးဇူးတင်ပါတယ်ပြီးတော့ဒီဇိုးထောင်ရုပ်ရှင်ကားကြီးမှာနေရဲကိုပေါင်းဝင်ပေးတဲ့အကိုကိုသူလူဆန်ကိုရထလို့အားလုံးဒီကောင်းလေးနဲ့တက်နေကြရင်အားလုံးဖိတ်ခေါ်ပါလို့ဗျာဟုတ်ကဲ့ကျွန်တော်တို့အကြံဉာဏ်ချင်းတွေမှာဇိုးတစ်ထောင်ရုပ်ရှင်စကားရဲ့ Red Carpet Show ကပြည်သက်တွေအားလုံးနဲ့ဒီလိုခံစားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ပညာရှင်များတပညာရှင်များအားလုံးရဲ့ကိုစားဥမကနေပြီးတော့ပဲကျေးဇူးတင်စကားဝါတာပေးစကားလေးဝေမျှပေးဖို့အတွက်တောင်းဆိုအပ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီမှာရှိတဲ့ပြည်သက်တွေအကုန်လုံး29နှစ်မှာလာအားပေးမပြည်သက်တွေရောပေါ့နော်ဇိုးတစ်ထောင်ရဲ့ fan တွေရောဒါတွေရောအကုန်လုံးကိုကျေးဇူးတင်တယ်ဆိုတာလည်းကျွန်တော်ကျေးဇူးမပေးတဲ့လူဖြစ်ချင်ပါတယ်ခင်ဗျာ